အားလုံးကျွန်တော်မိတ်ဆွေများမင်္ဂလာပါဗျ။ဒါယနေ့ကျွန်တော်ပြမယ်ရှရီယာလေးကအဘဆရာကြီးမင်းသိန်ခါရဲ့မူပိုင်ရှရီယာနီးဖြစ်ပါတယ်နော်ကော်ပီကူးတာပွားထားတဲ့နီးမဟုတ်ဆရာကြီးအဘမင်းသိန်ခါကိုယ်တိုင်သူ့ရဲ့ကြည်ကြံအားထုတ်မှုနဲ့ရတဲ့ရှရီယာနီးလန်းလေးဖြစ်တယ်နော်အဲ့တော့ဒီရှရီယာကကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တချို့အိမ်တွေမှာဆရာရဲ့အမေကကျမ်းမာရေးခဏခဏညံ့တာအဖေကကျမ်းမာရေးခဏခဏညံ့တာသို့မဟုတ်ကျမကိုယ်တိုင်ကျမ်းမာရေးတစ်ခုပြီးတစ်ခုညံ့တာစသည်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မကြာခဏညံ့တာမျိုးတွေစိတ်မတိုးတာတွေအနာနဲ့စိတ်မတဲ့တာတွေမတွေ့တာတွေတော်ကြနေခေါင်းကိုက်တယ်ခေါင်းကိုက်တာကနေတော်ကြနေကောင်းသွားတယ်ကောင်းသွားပြီးတော်ကြနေဘိုက်အောက်ပြန်ပြီစသည်ဖြင့်ကျမ်းမာရေးတစ်ခုပြီးတစ်ခုညံ့နေတဲ့သူမျိုးတွေသို့မဟုတ်နာတာရှည်ဖြစ်နေတဲ့သူတွေအဲ့ရတဲ့ဘုံဘုံလဲနေတဲ့သူတွေနလန်ထားမယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကောင်းစီတဲ့စီမံလေးဒါကိုလည်းကျွန်တော်တို့အဘဆရာကြီးမင်းသိန်ခါရဲ့စာအုပ်တွေထဲမှာဒီလိုရှရီယာခြေပုံခြေနည်းတွေလည်းထုတ်ထားတာတွေရှိတယ်နော်အဲ့တော့ရောင်စုံကြက်ချာကိုးလက်မှာမိမိဖြစ်ခြင်းတဲ့အကြောင်းအရာတွေစုတောင်းရမယ်ဆိုကြပါစို့ဒါကျွန်တော်ရဲ့မိတ်ဆွေတဦးအရေးပေါ်နဲ့ပတ်သက်လို့အရေးပေါ်ခွဲခန်းနဲ့ဝင်ရတယ်အသက်အန္တရာယ်နဲ့ပတ်သက်ပြီးတော့ဘာမှမသိရတဲ့ကိစ္စမျိုးအကူအညီတောင်းမှုကြောင့်ကျွန်တော်ပြုလုပ်ပေးထားတဲ့အစီအမံလေးဖြစ်တယ်အဲ့တော့ကြက်ချာကိုးလက်မှာမွေးတက်ကလေးမွေးရမွေးလအမီစသည်ဖြစ်တဲ့ယောဂစိတ်တိုးပါစေဆရာကောင်းတွေးစေစားကောင်းပါစေအိပ်ပျော်ပါစေစသည်ဖြင့်ကိုးလက်လုံးမှာရေးရမယ်ရောင်စုံကြက်ချာအဝါရဲ့အစိတ်ရဲ့အနီးရဲ့ပြီးသွားရင်တင်မောသီးမှာစိုက်လိုက်ပေါ့ကျွန်တော်ကတော့လှလှလေးစိုက်လိုက်တာเนาะကျွန်တော်ကတော့ဒီလိုလေးစိုက်တယ်ပတ်ရှာလဲဘလူစိုက်တာအဓိကတင်မောသီးပေါ်မှာကိုးလက်စိုက်ပြီးရောပြီးသွားရင်အညာပေါ်မှာဖျောင်းနိုင်ကျွန်တော်ကတော့မနက်တစ်ချိန်နေ့လည်းတစ်ချိန်ညတစ်ချိန်ကျွန်တော်ကထုံးပေးတယ်ဝါစိမ့်မီဆိုတော့ထုံးတယ်အဲ့တော့တင်မောသီးမဲ့ရင်တော့စွန့်ပြစ်မယ်ခုံလေးတစ်ခုံလေးမှချပြီးတော့ဖြစ်ချင်တာကိုစုတောင်းပါဒါဆိုမိတ်ဆွေတို့ကြုံတွေ့နေတဲ့ကျမ်းမာအញ្ញံနေပြပြောက်သွားပါလိမ့်မယ်